မြန်မာနိုင်ငံသားများအတွက်အခြေချနေထိုင်ရန်အကောင်းဆုံးဥရောပ10နိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံသားတွေကြားမှာအများတန်းလိုရေပန်းစားနေပြီးတကယ်လည်းအခြေချဖို့အလားအလာအကောင်းဆုံးဖြစ်တဲ့နိုင်ငံကြီး10ခုအကြောင်းကိုတနိုင်ငံချင်းစီအတိုင်းအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဘာလို့လဲဆိုတော့နိုင်ငံတစ်ခုချင်းစီမှာသူအားတာချက်နဲ့သူရှိနေတယ်လို့တင်းရဲ့ဘဝရည်မှန်းချက်နဲ့ဘယ်နိုင်ငံကအကန့်အညီဆုံးဖြစ်မလဲဆိုတာကိုဒီဗီဒီယိုထဲမှာဖြေရှာကြည့်နိုင်မှာမို့လို့ပါနံပါတ်1ဂျာမနီဥရောပမှာအခြေချဖို့ဆိုရင်ဂျာမနီကိုအရင်ဆုံးပြောရမှာပါပဲဂျာမနီဟာဥရောပရဲ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တယ်လို့ကျွမ်းကျင်လုပ်သားတွေကိုလည်းတကားအဖွင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်အထူးသဖြင့် IT ပညာရှင်တွေအင်ဂျင်နီယာတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေအတွက်အခွင့်အလမ်းအများကြီးရှိပြီးခုနောက်ပိုင်းမှာ opportunity gap စနစ်ကိုကျင့်သုံးနေတာကြောင့်အလုံးမရသေးခင်ကတည်းကဂျာမနီကိုတွားပြီးအလုပ်ရှာဖွေခွင့်ရနေပါပြီတက္ကသိုလ်ပညာရေးကလည်းအခမဲ့ဖြစ်တာကြောင့်ပညာဆက်တင်ရင်အခြေချရင်တဲ့လူငယ်တွေအတွက်အရန်ကောင်းတဲ့အခွင့်အရေးတစ်ခုဖြစ်တယ်လို့ဂျာမန်ဘာသာစကားကိုလည်းအခြေခံသာရထားရင်ဘဝတက်လန်ကအခိုင်အမာပါပဲနံပါတ်1ပိုလန်နိုင်ငံနောက်ပိုင်းမှာမြန်မာနိုင်ငံသားတွေအများအပြားတွားရောက်ကြတဲ့နိုင်ငံကတော့ပိုလန်နိုင်ငံပဲဖြစ်ပါတယ်ပိုလန်ဟာတခြားအနောက်ဥရောပနိုင်ငံတွေနဲ့ယှဉ်ရင်စာဝတ်နေရေးစည်းအင်မတန်သက်သာပြီးအလုပ်ဗီဇာရရှိဖို့လည်းတခြားနိုင်ငံတွေထက်ပိုပြီးလွယ်ကူတာကြောင့်အခြေချဖို့ခြေလှမ်းစသူတွေအတွက်အဆင်ပြေပါတယ်စက်ရုံအလုပ်တွေကနေနည်းပညာကုမ္ပဏီတွေအထိအလုပ်ကိုင်ပေါ်များသလိုပိုလန်မှာအခြေချနေထိုင်ရင်းကနေတဆင့်တခြားဥရောပနိုင်ငံတွေကိုတွားလာနိုင်တဲ့အခွင့်အရေးလည်းရှိတာကြောင့်ဥရောပကိုစတင်ဝင်ရောက်ဖို့အတွက်အကောင်းဆုံးတကားပေါက်တစ်ခုလို့ပြောလို့ရပါတယ်။အများအားနေထိုင်ခွင့် PR နဲ့နိုင်ငံသားဖြစ်ခွင့်ကိုအလွယ်ဆုံးရချင်တယ်ဆိုရင်တော့ပေါ်တူဂီကိုရွေးချယ်သင့်ပါတယ်။ပေါ်တူဂီဟာရွှေ့ပြောင်းနေထိုင်သူတွေအတွက်အဖို့အရွေဆုံးနိုင်ငံဖြစ်ပြီးနေထိုင်ခွင့်ဗီဇာအမျိုးအစားတွေလည်းအစုံအလင်ရှိပါတယ်။အထူးသဖြင့် Digital Nomad တွေအတွက်ဗီဇာတွေပေးထားသလိုအလုပ်ဗီဇာနဲ့9နှစ်လောက်အခွန်မှန်ဆောင်ပြီးနေထိုင်ရုံနဲ့ဥရောပနိုင်ငံသားဖြစ်ခွင့်လျှောက်ထားနိုင်တာကတခြားနိုင်ငံတွေထက်အများကြီးပိုများပါတယ်။ရာသီဥတုကလည်းမြန်မာတွေနဲ့အကိုက်အညီဆုံးဖြစ်တဲ့နေတာတဲ့ရာသီဥတုမျိုးရှိပြီးလူနေမှုစရိတ်လည်းတက်တာကသူ့ရဲ့အားသာချက်ပါနံပါတ်4ပြည်တိန်အင်္ဂလိပ်စာအခြေခံရှိတဲ့မြန်မာတွေအတွက်နေသားကြဖို့အလွယ်ကူဆုံးကတော့ UK ပဲဖြစ်ပါတယ် UK ဟာဥရောပသမဂ္ဂထဲမှာမပါတော့ပေမဲ့ဥရောပရဲ့အချက်အခြာအကျဆုံးနိုင်ငံအဖြစ်ဆက်ရှိနေတဲ့ဖြစ်ပြီးအထူးသဖြင့်ကျန်းမာရေးနဲ့စောင့်ရှောက်မှုကဏ္ဍမှာမြန်မာတူနာပြုတွေအတွက်ဗီဇာလမ်းကြောင်းတွေအများကြီးဖွင့်ပေးထားပါတယ်ပညာရေးစနစ်ကကမ္ဘာထိပ်တန်းမှာရှိနေတာကြောင့်ကလေးတွေရဲ့အနာဂတ်အတွက်စဉ်းစားတဲ့မိသားစုတွေအတွက်တင့်တော်တယ်လို့မြန်မာအတိုင်းဝိုင်းလည်းအတော်လေးခက်ခဲမှာရှိနေတာကြောင့်အထီးမကျန်မဲ့အခြေချနိုင်မဲ့နိုင်ငံဖြစ်ပါတယ်နံပါတ်5အိုင်ယာလန်နိုင်ငံ UK နဲ့အနီးနားမှာရှိတဲ့အိုင်ယာလန်နိုင်ငံဟာလည်းအခြေချဖို့အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်ဥရောပမှာ IT နဲ့နည်းပညာကုမ္ပဏီကြီးတွေရဲ့ရုံးချုပ်တွေအခြေစိုက်ရာနေရာဖြစ်တာကြောင့် Google, Meta, Microsoft လိုကုမ္ပဏီကြီးတွေမှာအလုပ်ဝင်လုပ်ချင်တဲ့ပညာရှင်တွေအတွက်အခွင့်အလမ်းတွေပေါ်များနေပါတယ်အင်္ဂလိပ်စကားပြောနိုင်ငံဖြစ်တာကြောင့်ဘာသာစကားအခက်အခဲမရှိသလိုလူဦးရေကျဲပါတာကြောင့်ကျွမ်းကျင်လုပ်သားတွေကိုအများအားဖိတ်ခေါ်နေတဲ့နိုင်ငံဖြစ်ပါတယ်။ဘာဝပတ်ဝန်းကျင်ကလည်းစိမ့်စိမ့်ဆူဆူနဲ့အရန်လှပတဲ့နိုင်ငံတစ်ခု။နံပါတ်6နယ်သာလန်နိုင်ငံလွတ်လပ်ပြီးပွင့်လင်းမြင်သာတဲ့လူနေမှုပုံစံကိုကြိုက်နေတတ်တဲ့ဆိုရင်တော့နယ်သာလန်ကိုရွေးချယ်ရမှာပါ။နယ်သာလန်မှာကလူတိုင်းလိုအင်္ဂလိပ်စာကျွမ်းကျင်ကြတာကြောင့် Dutch စကားမတတ်သေးရင်တော့အလုပ်လုပ်ဖို့နဲ့နေထိုင်ဖို့အခက်အခဲမရှိပါဘူး။စပိန်စီးတဲ့ယဉ်ကျေးမှုနဲ့တန်ရှင်းတရက်တဲ့မြို့ပြတွေကတင့်ကိုစိတ်အေးချမ်းစေမှာဖြစ်ပြီးကမ္ဘာ့ပျော်ရွှင်ဆုံးနိုင်ငံစီးရင်မှာလည်းအများအားထိပ်ဆုံးကပါဝင်နေတဲ့နိုင်ငံဖြစ်ပါတယ်။နံပါတ်9ဟန်ဂေရီနိုင်ငံဥရောပအလယ်ပိုင်းမှာရှိတဲ့ဟန်ဂေရီနိုင်ငံဟာမြန်မာနိုင်ငံသားတွေအတွက်အခြေချဖို့ဗီဇာရရှိနိုင်မှုလွယ်ကူတဲ့နိုင်ငံတွေထဲမှာတစ်ခုပါဝင်ဖြစ်ပါတယ်။ဟန်ဂေရီအစိုးရဟာနိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုတွေကိုဖိတ်ခေါ်နေတာကြောင့်အလုပ်အကိုင်အခွင့်အလမ်းတွေတိုးတက်လာလို့နေထိုင်စရိတ်ဟာလည်းဥရောပမှာအသက်တာဆုံးစီးရင်ထဲမှာပါပါတယ်။လာပါတဲ့သဘာဝပတ်ဝန်းကျင်ကြီးမှာအခြေချနေထိုင်ရင်ဥရောပရဲ့ယဉ်ကျေးမှုတွေကိုခန်းစားနိုင်တယ်လို့ gas worker visa တွေနဲ့လည်းတွားရောက်လုပ်ကိုင်နိုင်တဲ့လမ်းကြောင်းတွေပိုပြီးပွင့်လင်းလာနေပါတယ်။နံပါတ်10ဖင်လန်နိုင်ငံပညာရေးနဲ့လူနေမှုဘဝအရေးအသွေးကိုအဓိကထားမယ်ဆိုရင်တော့ကမ္ဘာအပျော်ရွှင်ဆုံးနိုင်ငံဖြစ်တဲ့ဖင်လန်နိုင်ငံကိုမမေ့သင့်ပါဘူး။ဖင်လန်ဟာတူနာပြူတွေနဲ့ IT ပညာရှင်တွေကိုအထူးလိုအပ်နေတာကြောင့် skill based visa တွေနဲ့တွားရောက်ဖို့အခွင့်အလမ်းကောင်းပါတယ်။ဖင်လန်ရဲ့ပညာရေးစနစ်ဟာကမ္ဘာမှာနံပါတ်1လို့တောင်ပြောလို့ရတာကြောင့်သားသမီးတွေရဲ့အနာဂတ်အတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်မှာ။ဒေသစိတ်နဲ့ရာသီဥတုကိုတော့တွန်းလှန်ရမှာဖြစ်ပေမဲ့လူမှုဖူလုံရေးစနစ်ကတော့ကမ္ဘာမှာအားအကျရသောနိုင်ငံတစ်ခုဖြစ်ပါတယ်။နံပါတ်9ဆွီဒင်နိုင်ငံဆွီဒင်နိုင်ငံဟာလည်းရွှေ့ပြောင်းနေထိုင်သူတွေပေါ်သဘောထားပွင့်လင်းပြီးလူမှုရေးအကျိုးခံစား권တွေအပြည့်အဝပေးတဲ့နိုင်ငံပါအလုံးနဲ့ဘဝကိုမျှတအောင်နေထိုင်တဲ့ယဉ်ကျေးမှုကဆွီဒင်မှာအရန်အားကောင်းတာကြောင့်အလုပ်ခွင့်ဖိအားဒဏ်တွေကိုမကြိုက်တဲ့သူတွေအတွက်အဆင်ပြေပါတယ်အင်ဂျင်နီယာနည်းပညာနဲ့သုတေသနလုပ်ငန်းတွေမှာကျွမ်းကျင်သူတွေအတွက်လစာကောင်းကောင်းနဲ့အခြေချနိုင်တယ်လို့အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကလည်းအဆင့်မြင့်တာကြောင့်ရရှိနေထိုင်ဖို့စိတ်ချရတဲ့နိုင်ငံဖြစ်ပါတယ်နံပါတ်10ဩစတြီးယားနိုင်ငံနောက်ဆုံးအနေနဲ့ကတော့ဥရောပရဲ့အမှုပညာနဲ့ယဉ်ကျေးမှုဗဟိုအချက်ဖြစ်တဲ့ဩစတြီးယားနိုင်ငံဩစတြီးယားဟာလူနေမှုအဆင့်အတန်းမြင့်မားသလိုဂျာမနီနဲ့နှီးစပ်တာကြောင့်စီးပွားရေးအခွင့်အလမ်းတွေလည်းအများကြီးရှိပါတယ် Red White Red Card လို့ခေါ်တဲ့ကျွမ်းကျင်လုပ်သားဗီဇာစနစ်ကနေတစ်ဆင့်အခြေချဖို့လျှောက်ထားနိုင်ပြီးဗီယက်နာမြို့ဟာဆိုရင်ကမ္ဘာမှာနေထိုင်ဖို့အကောင်းဆုံးမြို့အဖြစ်နှစ်စဉ်ရွေးချယ်ခံရလေရှိပါတယ်လုံခြုံမှုလှပတဲ့သဘာဝရှုခင်းတွေနဲ့
တည်ငြိမ်တဲ့နိုင်ငံရေးစနစ်တွေကအော်စတြေးလျကိုအခြေချခြင်းစရာနိုင်ငံတစ်ခုဖြစ်စေပါတယ်။တင်ကဘာသာစကားဘယ်လောက်ရလဲဘယ်လိုအလုပ်ကံမျိုးလုပ်ချင်တာလဲဆိုတာပုံမူတည်ပြီးကိုနဲ့အကိုက်ညီဆုံးနိုင်ငံကိုရွေးချယ်ဖို့အကြံပေးချင်ပါဘယ်နိုင်ငံမှာအခြေချခြင်းလဲဆိုတာကိုကွန်မန့်မှာရေးသားခဲ့နိုင်ပါ channel လေးကိုလည်း like and subscribe လုပ်ဖို့တောင်းဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါ